ဒီလသားသမီးများအားလုံးမင်္ဂလာပါဗျနော်8ရက်5လ2025တရက်တာမှာဒီလသားသမီးတွေဟာဘလို့ကံကြမ္မာလေးနဲ့ကြုံရပါတယ်ကျွန်တော်တော့ဗာဆရာမင်းတိကဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ8ရက်5လ2025တရက်တာတင်းလာသားသမီးတွေရဲ့ကံစတာလေးကိုတရက်တာအတွက်ပေါ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့8ရက်5လ2025တရက်တာမှာတဲ့တင်းလာသားသမီးတွေကြီးကံညက်နေတဲ့နေ့လေးဖြစ်ပါတယ်တဲ့နော်တင်းလာသားသမီးတွေဟာဒီနေ့မှာမိမိတို့ရဲ့ကိုယ်ပိုင်အရေးချင်းတွေကိုတဲ့ထုတ်ဖော်ခွင့်မရရှိပဲနဲ့နော်ပြည့်ပြင်းရင်တားဆီးခြင်းပေါ့နော်အကြောင်းမျိုးကြောင့်မိမိရဲ့ကိုယ်ပိုင်အရေးချင်းတွေကိုထုတ်ဖော်ခွင့်မရရှိပဲဖြစ်နေတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်တဲ့နော်အဲ့တော့တင်းလာသားသမီးပါဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာလည်း comment လေးဝေးခဲ့ပြပါဦးနော်နေ့စဉ်ခုနှစ်သားသမီးရဲ့ကံတာဟောစတန်လေးတွေကိုတင်ပေးနေတာဖြစ်တယ်အပတ်စဉ်ဟောစတန်လေးတွေတင်ပေးနေတာဖြစ်တဲ့ကြောင့်နော်ဒီအကောင့်လေးကို follow လုပ်ပြီးတော့ like and share လေးလည်းလုပ်ခဲ့ပေးကြပါဦးဗျအဲ့တော့တင်လာသားသမီးရဲ့ကံတာလေးဟောစတန်လေးကိုဆက်ဖတ်လိုက်အောင်နော်အဲ့တော့ဒီနေ့မှာတင်လာသားသမီးတွေအားတဲ့မိမိလုံနိုင်စွာရှိတာတွေကိုတဲ့ထင်းချုပ်တာခံရမယ်ခံရတတ်တဲ့ဒီဖြစ်ပါတယ်တဲ့နော်အဲ့တော့တင်လာသားသမီးတွေအားတဲ့ကိုပြောတာတွေကမှန်ကန်လုံးပြီးတဲ့အတွက်ကြောင့်အများနဲ့မကိုက်ဘူးနော်ရွာပြင်ကိုထုတ်ခံရတယ်ဆိုတဲ့ဒီမျိုးလေးဖြစ်နေတတ်ပါတယ်နော်အဲ့အတွက်ကြောင့်8ရက်5လ2025တရက်တာအတွက်တင်းလာသားသမီးတွေဒီတဲ့ကံညံ့နေတဲ့နေ့ဒီနေ့ပဲဖြစ်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနာပြပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါတယ်နော်နှုတ်ဆက်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်နော်